ဒါကတော့ Odin နဲ့ Samsung firmware တင်တဲ့ video လေးပေါ့mobile C နဲ့ကတင်တာဒီအလုံးမှာ error တက်ဒါတွေ error တက်နေတော့ဘာနဲ့တင်မလဲဆိုတော့သူရဲ့ original 2 Odin နဲ့တင်မယ် Odin 3.14 ပေါ့နော်အဲ့ကောင်နဲ့တင်မယ်Sun FW ကနေ firmware ဆွဲထားတယ် firmware ဆွဲပြီးတော့ zip file ဖြည့်ထုတ်ထားတယ် zip file ဖြည့်လိုက်တော့အထဲမှာဘယ်နှ file တွေ့လဲဆိုတော့5 file တွေ့တယ်အဲ့ဒီထဲမှာ APBL CP CSC အဲ့4 file ကိုသုံးပေးမယ်အဲ့4 file သုံးပြီးတော့ Odin နဲ့ကနေ flat မှာ okay ဒါဆိုရင် Odin ကိုရင်ဖွင့်မယ် okay နှိပ်ပေးလိုက်မယ်ဒီမှာအရင်ဆုံး BL ကိုရွေးပေးရမယ် BL ကိုရွေးလိုက်ပြီသူကနည်းနည်းလေးတော့ loading တိုင်းကြာတယ်အဲ့ဒါလေးတော့စောက်ပြရ AP ရွေးမယ် AP မှာတော့ loading တိုင်းနည်းနည်းကြာသူက system ဘိုင်းနဲ့ဆိုင်တာအဲ့ဒါပြီးသွားတော့မှ CP CSC ကိုအစင်စင်ရွေးပေးမှာဒီလိုမျိုး fitness success ပြတော့မှဒီကောင်ကပြီးမှာအဲ့ဒါပြီးတဲ့အထိကိုစောက်ပေးရမှာ okay success ပြသွားပြီဆိုရင်အဆင်ပြေပြီအဲ့ဒီတော့မှ CP ကိုထပ်ရွေးမှာ CP အဲ့ဒါပြီးသွားတော့မှ CSCဒီလေးခုရွေးပြီးသွားပြီဆိုတော့မှဖုန်းကို download mode ဝင်ရမယ် download mode ဆိုရင်ဘာနဲ့ဝင်မလဲဆိုတော့ volume down ရယ် power clock ရယ် home keeper ရယ် home keeper ဖိပြီးဝင်ပေးပါအဲ့တော့အဲ့ဒီ download mode လေးဝင်လိုက်အောင်ဒီနေရာမှာ continue ကိုပဲရွေးပေးမယ် continue ကိုရွေးပြီးတော့ USB ကြိုချိန်မယ်ပေါ့နော်ဒီမှာ0ဆိုပြီးတော့ပြသွားတယ်ကွန်လို့လည်းပြသွားတယ်ပြီးသွားရင် device manager မှာစစ်မယ်ဆိုရင် Samsung mobile USB modem လို့ပေါ်လိမ့်မယ်အဲ့တော့မှဘာအောင်နှိပ်မလဲဆိုတော့ stack ကိုနှိပ်မယ်ဒီလိုချိန်နေတော့မှ stack နှိပ်မယ်ဒီလိုမချိန်ပဲနဲ့ error တွေတက်နေတယ်ဆိုရင်ဖုန်းကိုတစ်ချက်ပြန်စစ်ကြိုးတွေတစ်ချက်ပြန်စစ်ပြီးသွားတော့မှဘာအောင်နှိပ်မလဲဆိုတော့ stack ကိုနှိပ်မယ်ဒီမှာ तू ကစပြီး flat နေပြီအဲ့ဒီ flat တာပြီးတဲ့အထိကိုစောင့်ပေးရမှာဒီမှာ system flat မယ် system flat ပြီး user data flat ပြီးသွားရင် तू reboot ကျသွားလိမ့်မယ် flat နေရင်ဖုန်းမှာဒီလိုအတန်းလေးပြေးနေတယ်နော်ဒီလိုတန်းလေးပြေးတာပြေးသွားတာစောင့်ပြီးတော့လုံးမယ်ပေါ့နော်ကိုဆိုရင်ဖုန်းက reboot ကျသွားပြီဖုန်းက reboot ကျပြီသူကသူ auto factory reset လုပ်လိမ့်မယ်အဲ့ဒါပြီးသွားရင် logo ပြန်တက်လာလိမ့်မယ်ဒါဆိုရင်တော့ firmware တင်တာပြီးပါပြီ